လာပါကလေးတို့ရေနော်တားတို့အတွက်လုံးမရှိဘူးလားပြောနေတဲ့သူတွေအတွက်နော်ဒီမှာလို့ခေါ်တာလာပါပြီအဲ့ဒါဘာလဲဆိုရင်တခုတည်းဤခိုင်လျှော့ခုပါနော်ခုအားခေါ်တာကယောက်ျားလေးတီးတက်နော်အတက်ကတော့ကန့်သက်ချက်မရှိပါဘူးအဓိကက JMD အန်ဖိုးလက်မှတ်ဒါမှမဟုတ် GFD A2 လက်မှတ်ရှိပြီးခိုင်လျှော့ခုလက်မှတ်စားတောက်ဆိုင်လက်မှတ်ရှိထားတယ်ဆိုရင်ရုံးကိုဆက်သွယ်ပေးပါနော်ဆက်သွယ်ရမယ့်နံပါတ်ကတော့39 ခွင်ကို923959696နော်နောက်တစ်လုံးကကြတော့956 33316ရဲ့ဘိုင်ဘာကနေဆင်းပေးလို့ရပါတယ်နော်ဟောပြီးတော့လေဒီနေ့ကဒီဇင်ဘာ15တန်ခွဲတွေနော်R5 R4 R3 R2 အပြင်စတောက်ဆိုင်စတောက်ကုန်းဟိုတယ်ခိုင်ကော့နော်အတန်းနေဒီမှာတောက်ကလာမှာလည်းဖွင့်တယ်လို့လိုင်းဘက်မှာလည်းဖွင့်ပါတယ်ဟောဒါမှလည်းကလေးတွေကနေရလာကြတရက်နေ့လောက်နောက်ကြမှာလာလို့ရလာလို့မေးလို့နော်အခုဖွင့်ကားစားရက်ဆိုတော့တရက်နေ့ရက်3ရက်နောက်ကြလို့ရပါတယ်ဒါမှလည်းရုံးကိုတော့လာမယ်ဆိုတော့အကြောင်းလေးကိုတော့အတီးဖြူပေးနော်အားဒါမှပဲလူကြီးနဲ့ချိန်ပြီးစာတင်ငယ်ပြင်ပေးလို့ရအောင်လို့ပါเนาะပြီးတော့ရေမန္တလေးလိပ်စာကိုမေးနေတဲ့သူလေးတွေမန္တလေးကကြတော့69လမ်း39နဲ့39A เนาะမဟာမြိုင်မှာဖုန်းနံပါတ်ကကြတော့39 955133338ပါရှင့်ဒါလေလိုင်းဘက်မှာမရှိဘူးလားလဲလန်းမှာမရှိဘူးလားမေးနေလို့ဒါလေညညရေးလမ်းနဲ့เนาะတမိုင်းဘူတာယုံလမ်းတောက်เนาะမယန်းကုန်းလို့လည်းခေါ်ပါတယ်ကျမတို့ကတော့အလွယ်လိုင်းလို့ခေါ်တာပေါ့เนาะ39 ခွန်8 33လုံး5519ပါရှင့်ယောက်ျားလေးတွေကခေါ်ခဲ့တယ်เนาะအဲ့တော့ကိုယ်တငယ်ချင်းလေးတွေမှာအောင်လက်မှတ်လေးရှိရင်လက်တို့ပြီးပြောပေးဦးเนาะပြီးတော့ဒီဥစ္စာလာသာကောင်းတယ်21,000ကျော်ရမယ်ပြီးမျိုးကယိုကိုဟာမာမှာပါเนาะယောက်ျားလေးအသက်ကန့်သက်မထားဘူးเนาะ18ကနေ35ထိလက်ခံတယ်เนาะဟောပြီးသွားရင်အဲ့ဒီ agency မှာဟောပေါ့เนาะဒီရုံးဝန်ထမ်းလိုတယ်တဲ့เนาะအဲ့ဒီတော့ဒီ agency တွေမဟုတ်ဘူးတခြား agency တွေကလည်းရုံးဝန်ထမ်းလိုလို့ဆိုပြီးရှာခိုင်းတာကြားလာပြီเนาะအဲ့တော့ဂျပန်စာမရဘူးဆိုရင်တောင်မှအင်္ဂလိပ်နဲ့အင်္ဂလိပ်မြန်မာဒီစာရိုက်တဲ့ရင်ရတယ်ပြီးသွားရင်လေဒီခိုင်ပါရမီမှာเนาะဆရာမနဲ့တူလက်တွဲခြင်းနဲ့တူတွေရှိရင်ပြောပေးเนาะဆရာမတွေအများကြီးလိုပါတယ်เนาะခိုင်ပါရမီတောင်ဥက္ကလာအတွဲရဲ့ခိုင်ပါရမီပကူအတွဲရဲ့ပါเนาะဆရာဖြစ်ပေါ့နော်စာတင်နိုင်မဲ့သူစာချုပ်ကတော့အနည်းဆုံးတစ်နှစ်ရှိပါတယ်เนาะအဲ့ဒါလေးစီလေးရဆိုရင်ရှောက်ပေးပါရှောက်မယ်ဆိုရင်ဘိုင်ဘာနံပါတ်4006919 4432228ခုနှစ်တစ်ဘိုင်ဘာတွေမှာစင်းပေးလို့ရပါအဲ့ဖောင်းတင်လို့ရတယ်เนาะကျေးဇူးတင်ပါတယ်ရှင့်